ဒီနေ့ကတော့ငါးလေးတွေအစာကျွေးမဲ့နေ့ဖြစ်ပါတယ်လို့ငါတော့မသိဒီကောင်အောင်ရှာလို့မလို့ဖြစ်နေဘွားဒုက္ခရောက်နေဟုတ်ဒီကောင်စားတာ2 နာရီ 3 နာရီဖြစ်နေဒီကောင်ပဲဝါးစားတော့ရှုပ်ဟိုကောင်ပါငါမရရပါဖြစ်တယ်ဒီကောင်ဝါးစားရေတော်မချိုးဒီကောင်ဝါးစားမယ်ဘလို့လဲဘလူတချင်တယ်မသိမနှောလာပါချာဖွေးနေတဲ့တွဲမှာပဲဒါလို့တွဲလိုက်မျက်ရည်ပါကြာကိုတိုင်းပြည်ကိုနိုင်ငံမှာနေပြီးကိုတိုင်းပြည်ကိုနိုင်ငံလွမ်းနေရတယ်ဆရာအောင်ချိတ်တခြားဘာသာကိုကိုးကွယ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေယဉ်ကျေးလာသလားဗုဒ္ဓသာသနာထွန်းကားတဲ့ဒေသမှာအရန်ယုံမှာရက်ဆက်လာကြတယ်ဟုတ်တာပဲမှန်တရားတွေနော်ဒီကောင်တော်ရှားပါလားတို့ကြကျွန်တော်ပြောမနေနဲ့ကျန်တာတော့မပြောနဲ့တရားသာတော့မကြောက်ဘူးမပြောနဲ့တရားသာတော့မပြောနဲ့ဒီကောင်တော်ရှားမရဘူးဖြစ်ဟာလို့ကျွန်တော်ရှာတော့မသိဘူးမင်းကတော့အမှန်ကောင်မြားမယ်အဖွဲခိုင်းနေမို့တော့ကြေပါထိစားလေးတွေအမတိုင်းဘာဖြစ်တာလားဟာလို့မငါရမရမသိဒီကောင်ရတာငါတို့တော်တော်ပြောနေရတယ်ကျန်လူလားဟိုင်းတော့ငါထိတ်ပေါင်းမှာခေါ်မှကြံခဲ့တွေ့လားကူတော့နှကိုင်းချတာကြာဘောရရတာရင်းနေဒီကားကငါမရှိဘူးလားမသိပါငါတော့ချတာငါမလို့ခယူကောက်ပြန်လေလားတပတ်ရဲဘောဒီကြည့်တယ်လေဒါမျိုးကောင်းလေးပြပါလားဒီမှာမြင်းနေရတာပဲကြည့်ရတော့ကားသားမှာပဲကြည့်လေကားသားကြည့်ကားသားမှာအများကြီးပဲရင်းနေပြီမသာပေါ်နေဟမ်လိုက်ထိုင်ငါဟာအော်ရောဟုတ်တယ်ရောငါးတွေအများကြီးပဲငါ့ထားပြီရဲဘော်ငါ့ထားပြီဆိုရေမနောက်နဲ့ငါဓာတ်နဲ့လိုက်ချက်ပြီโอ้ခယူอ่ะအခုမတွေ့ဘူးဒီဟိုရောပါလို့ဟာတရားဟိုဘက်ကြောက်မှာသွားကြည့်အောင်ဟုတ်လားဟိုကြောက်ဆက်မှာသွားကြည့်ခယူမပဇုံးလေးတွေများကြီးအဲ့မှာခယူတွေများကြီးအဲ့တမီနဲ့လည်းကောက်အောင်ဒီဖုန်းနဲ့ဘာမှမသိအောင်ဒီထားလိုက်ရမတလုံးဒီဖုန်းနဲ့ဘာမှမသိအောင်ရင်းနှီးကိုနေတယ်ဟိုဆက်မရှိငါမရခီးကောက်ပြီမတော့ဒီနိကန်ဒါရလားဒီငါရကိုမငါလေးကြောက်ဒီငါမြလိုက်ရတယ်ကောင်းစားညနေကြလာမြောင်းလားကြာလေးလားဘာလို့လဲထားလိုက်ခယူလိုက်မလဲ